များရီမြေတန်ကြားပြည်သူများရှင်အခုတစ်ဖက်လှုပ်ရှားမှုမြင်ကွင်းပုံများအစီအစဉ်ကနေပြီးတော့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ရန်ကုန်မြို့တက်မတော်ခမ်းမမှာမြန်မာနိုင်ငံတစ်လုပ်ငန်းရှင်များအသင်းကနေပြီးတော့ကြီးမှုကျင်းပတဲ့ရန်ကုန် Lifestyle Furniture Fair 2014ခမ်းနားပဲဖြစ်ပါရဲ့ရှင်ဒီခမ်းနားနဲ့ပတ်သက်ပြီးတော့များရီမြေတန်ကြားပြည်သူများသိရှိနိုင်စေဖို့အတွက်အခုလိုပဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါရှင်။ဟုတ်ကဲ့မင်္ဂလာပါ။ဒီနေ့တက်မတော်ခမ်းနားမှာပါပေါ့နော်။ဒီအခမ်းအနားကျင်းပဖြစ်ခဲ့ပုံသိချင်ပါတယ်ရှင်။တက်မတော်ခမ်းမှာပြပွဲတွေပြဖို့ပြကျင်တဲ့လူတွေတော်တော်များပါတယ်။ရန်ကုန် Lifestyle Furniture ပြပွဲရတာကျွန်တော်တို့၈ချိန်မြောက်ဖြစ်ပါတယ်။တစ်နှစ်ကို2ချိန်ကျင်းပဖြစ်ပါတယ်။ပြကန်းပြတဲ့သူတွေကလည်းပြလိုက်လို့ရှိရင်အားလုံးကအကျိုးရှိကြပါတယ်။သူတို့ဒီမှာလည်းရောင်းရတယ်။အမှားစာတွေလည်းရတယ်။ဒီ8ချိန်လောက်လုပ်လာတဲ့ပြပွဲမှာဒါဒီနေ့ပြပွဲကတော့အရင်9ချိန်မြောက်တဲ့စာလို့ရှိရင်ကျွန်တော်တို့ဒီဇိုင်းတွေလည်းပို့ပြီးတစ်ဆန်းတာတွေတိသာစွာတွေ့ရသလိုဒီအမဲအသစ်ပစ္စည်းတွေလည်းတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့နောင်ဆက်လုပ်သွားမဲ့ပရိဘောဂပြပွဲတွေမှာပဲဒီလိုပဲခင်မိပြီးတော့စံသစ်လှပတဲ့ဒီဇိုင်းတွေဒါကျွန်တော်တို့အတွက်အသစ်ဆန်းတွေပဲဖြစ်ပါတယ်အခုဆိုကျွန်တော်တို့ဒီပြကန်းပေါင်း164ခန်းရှိပါတယ်ပြတဲ့ကုမ္ပဏီက31ခုရှိပါတယ်ပြကန်းပြတဲ့သူတွေအားလုံးကကျွန်တော်တို့ရဲ့အသင်းသားတွေဖြစ်ပါတယ်နော်အဲ့တော့ဒီအသင်းသားတွေကိုကျွန်တော်တို့ဘယ်ရက်မှာကျွန်တော်တို့ဒီပြပွဲလုပ်မယ်ဆိုကြိုတင်အကြောင်းကြားရပါတယ်အဲ့ဒီချိန်မှာသူတို့ဘယ်ကုမ္ပဏီကတော့ဘယ်နှခန်းဘာပစ္စည်းတွေပြမယ်ဆိုပြီးဒါတွေစရင်ပေးသွင်းပါတယ်အဲ့ဒီခါကျတော့မှကျွန်တော်တို့ဒီမှာကြိုတင်ပြီးတော့လမ်းမှာဆိုင်းဘုတ်တွေထောင်တဲ့ကိစ္စအစပေါ့နော်သတင်းစာတွေကြော်ညာတာပြကန်းပြမဲ့လူတွေလာလို့ရှိရင်အဆင်ပြေအောင်ဒီမှာအခန်းပွဲတွေစီစဉ်ပေးတာပေါ့နော်ဒါတွေကိုအနည်းဆုံးကျွန်တော်တစ်လလောက်ကြိုတင်ပြီးစီစဉ်ရပါတယ်ပြပွဲလာပြီးဝယ်တဲ့လူတွေအနေနဲ့ကတော့အထူးလျှော့ဈေးရမှာဖြစ်ပါတယ်နောက်တစ်ခါသူတို့အနေနဲ့လာဝယ်တဲ့လူတွေအနေနဲ့လည်းဒီပြကန်းတစ်ခုလုံးလှက်ပတ်ကြည့်ပြီးမိမိကြိုက်တဲ့ဟာအကျိတ်ဆုံးဟာကိုရွေးချယ်ဝယ်ယူခွင့်ရပါတယ်။ဦးတို့ရဲ့မြန်မာတစ်လုပ်ငန်းကနေပြီးတော့ဦးစီးတဲ့ပေါ့နော်ပရိဘောဂပြပွဲတွေမှာပါဝင်ပြသခြင်းနဲ့ဆိုရင်ဘယ်လိုများဆက်သွယ်ရမှာပါလဲရှင်။ဟုတ်ကဲ့မြန်မာနိုင်ငံတစ်လုပ်ငန်းရှင်များအသင်းကိုဆက်သွယ်လို့ရပါတယ်။မြန်မာနိုင်ငံတစ်လုပ်ငန်းရှင်များအသင်းကမင်းရဲကျော်စွာလမ်းမှာရှိတဲ့ UMSCCI ရဲ့9လွှာမှာရှိပါတယ်။ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကတော့214838 214839ဖြစ်ပါတယ်။ fax number ကတော့214840ဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်အခုလိုမျိုးပြည့်စုံဖြည့်ချပေးတဲ့အတွက်များရီမြေတန်ကြားနဲ့အများကြီးကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့နောက်6လနေရင်လည်းကျွန်တော်တို့ပြပွဲလုပ်အောင်ပါ။များရီရုပ်မြင်တန်ကြားကိုဖိတ်ခေါ်ပါတယ်။မြန်မာတစ်လုပ်ငန်းအနေနဲ့ဒီနေ့ခမ်းနားမှာပါဝင်ပြသဖြစ်ခဲ့ပုံသိချင်ပါတယ်ရှင်။ဦးတို့ကပရိဘောဂစေုံ1-2-3စုပေါင်းပြီးတော့မြန်မာနိုင်ငံတစ်လုပ်ငန်းရှင်များအသင်းကနေပြီးကြီးမှုပြီးတော့1000 Island ကနေပြီးတော့ပံ့ပိုးပါတယ်။ဝန်ကြီးရုံးတို့ဝန်ကြီးဌာနတို့ဟိုတယ်ကြီးတွေမှာဦးတို့အစည်းအဝေးစပွဲကြီးတွေကိုခံညားထည့်သွားတဲ့အစည်းအဝေးစပွဲနောက်တစ်ခုကခံညားထည့်သွားတဲ့ဆက်တီကိုအဓိကအတွင်တစ်မျိုးနဲ့ပေါ့နော်ဦးတို့ပြသထားခြင်းဖြစ်ပါတယ်။မနစ်ကဒီဇိုင်းနဲ့ဒီနေ့ဒီဇိုင်းမတူဘူး။အခုဒီနေ့ဒီဇိုင်းတွေကြတော့လေဦးတို့ကြီးခဲ့တွေနိုင်ငံရချသွားတဲ့အခါမှာတွေ့ခဲ့ရတဲ့ဒီဇိုင်းလေးတွေဥမာ Max 10လိုဟာမျိုးတို့နော်ကလေးပကက်ကလေးလိုဟာမျိုးတို့နောက်တစ်ခုကဒီလိုခောက်လို့ပြုလို့ရတဲ့ garden furniture လေးတွေနောက်တစ်ခုကသမင်းစားစပွဲတို့ market tree ခေါ်တဲ့တစ်ကပ်ပချီအဲ့ဒါတွေပြတယ်နောက်ဦးတို့ဒီမှာဟောပါတယ်လို့ရတဲ့နာယီလေးတွေပေါ့နော်အဲ့ဒီဟာမျိုးလေးတွေပြကမ်းမှာရှိနေတဲ့အချိန်မှာမရောင်းရသေးဘူးဆိုရင်ဦးတို့တခါလေးရောင်းပေးလိုက်တယ်တကယ်လို့ထပ်လိုချင်တယ်ဆိုရင်ဦးတို့ကဒီမှာအမှားစားယူပြီးတော့ချက်ချင်းဝယ်သူလက်ထဲကိုရောင်းနိုင်အောင်ဦးတို့အစီအစဉ်ဆောင်ရွက်တာပါတယ်ဒီနေ့ပေါ့နော်တက်မတော်ခမ်းမှာကျင်းပါတယ်ပေါ့ပရိဘောဂပြပွဲမှာအမောက်အနေနဲ့ပါဝင်ပြသဖြစ်ခဲ့ပုံသိချင်ပါတယ်ရှင်။မမတို့နှစ်တိုင်းပါပါတယ်။ဒီနေ့ကတော့မတို့ main sponsor နဲ့ယူထားပါတယ်အဖွဲ့အစည်းရတယ်အကုန်လုံးမတို့ပံ့ပိုးပေးတယ်ဒီလိုပြသတဲ့အတွက်ကြောင့်လည်းမတို့အနေနဲ့ဘာအကျိုးရရှိလဲဆိုလို့ရှိရင်အနည်းဆုံးကမိတ်ဆွေတွေလည်းတွေ့ရတယ်ကိုမိတ်ဆွေတွေလည်းဒီမှာလာတဲ့အတွက်ကြောင့်မတို့အထူး special ပေါ့နော်ဈေးနှုန်းတွေလည်းအများကြီးလုပ်ထားပေးပါတယ်မတို့ Casabella ကကျတော့ဒီ brand တွေအားလုံးကိုစုစည်းတဲ့နေရာပေါ့မတို့တွင်းလာတဲ့ဟာစင်ကာပူမလေးရှားဗီယက်နမ်ပြီးအီတလီတော်တော်များများinternational အကုန်လုံးဘာလို့လဲဆိုမတို့ပစ္စည်းတွေကအဓိကပေါ့နော်မတို့ specialize တွေလုပ်တာများတယ်အားလုံးကသူ့မှာ style တွေရှိကြပါတယ်အဲ့တော့ဟိုဒီအိမ်တိုင်းကလည်းသူ့ style နဲ့တူပဲရေတွေးရောဒီ
ဒီမှာတော့ design ရောတော်တော်များများ educate လုပ်ပြီးမှတင်သွင်းလာတယ်အဲ့ဒီကလေးကနေမှလည်းဒါ lifestyle ဆိုတာတနေ့ဖြစ်လာမှာပဲပေါ့နော်သူရဲ့ lifestyle healthy lifestyle လို့အိမ်တိုင်းလှပဖို့ပေါ့သူတို့ရဲ့စိတ်ကြိုက်ရဖို့အတွက်ကိုမတို့ supply လုပ်တာပါအများအားကောင်းတဲ့ကောင်အောင်တို့ service ကပေးနေပါတယ်ဟို customer များလည်းဒီနေ့အထိပေါ့နော်မတို့ company ကိုနှစ်ပေါင်း20ကျော်အားပေးလာတယ်နော် modern style အိမ်နေဒါပေမဲ့မတို့ရှိမှာတော့ဟိုအစားရှိပါတယ်မတို့ Casabella showroom မှာတော့လေဒီမှာတော့အကုန်မပြနိုင်ဘူးပေါ့နော်ဆိုတော့ဟိုအကုန်ကြည့်ချင်တယ်ဆိုတော့လေမတို့ Casabella 9မိုင် showroom ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ခန်းနာမှာပေါဝင်ပြသဖြစ်ခဲ့ပုံလည်းသိကြပါရဲ့ရှင်။မတို့ကတစ်နှစ်ကို2ကြိမ်ပေါ့နော်။တက်မတော်ခမ်းမှာပြပွဲတွေကိုပြုလုပ်ပါတယ်။အဲပြုလုပ်တဲ့ပွဲတိုင်းမှာဒီပရီဘောကနဲ့တွဲတဲ့ပွဲတိုင်းမှာမတို့ပါဝင်ဖြစ်ပါတယ်ညီမလေး။မတို့ကုမ္ပဏီကထုတ်လုပ်တဲ့ spray မှွေရအမျိုးမျိုးရယ်မတို့ဒီဇိုင်းအသစ်ထုတ်လုပ်တဲ့ဆေးမှုတ်ကြိတ်သားရယ်ပရီဘောကအသစ်တွေရယ်ပေါ့နော်။ပြီးတော့နိုင်ငံခြားတင်သွင်းလာတဲ့ဆိုဖာရယ်ပြသထားပါတယ်။ဒီနေ့ပြပွဲမှာအမားတို့အနေနဲ့တစုတစည်းရဲ့တနေရာထဲမှာပါဝင်ပြသရတဲ့အတွက်ဝယ်ယူတဲ့ customer တွေအတွက်ဘယ်လိုအကျိုးရလဒ်တွေရရှိစေနိုင်မှာလဲရှင်တနှစ်ကိုပဲ2ကြိမ်ပဲကျင်းပတဲ့အတွက်ကြောင့်မလို့ customer တွေအနေနဲ့ပစ္စည်းတွေအမျိုးအစားစုံလင်စွာတပြိုင်တည်းရရှိနိုင်တယ်။ကျွန်းသစ်တွေဆိုရင်လည်းဒီဇိုင်းစုံလင်စွာနဲ့ရရှိနိုင်တယ်ဆိုတော့ဒီပွဲကိုရောက်လာမယ်ဆိုလို့ရှိရင်ထူးခြားတဲ့ပစ္စည်းတွေတွေ့ရမယ်။ဝယ်ယူသူတွေအနေနဲ့ discount တွေခံစားခွင့်ရမယ်။ပစ္စည်းအစုံလင်တနေရာထဲမှာရွေးချယ်ဝယ်ယူနိုင်တဲ့အတွက်အကျိုးရလဒ်တွေအများကြီးရမယ်လို့ယူဆမိပါတယ်ညီမကြီး။ရည်မြင်တဲ့ပရိသတ်များရှင်ရန်ကုန် Lifestyle Furniture Fair 2014ပြပွဲမှာခင်းကျင်းပြသထားတဲ့ဒီဇိုင်းလှပတည်သက်ခံကြတဲ့ pre-book အနေနဲ့ပတ်သက်ပြီးတော့များရည်မြင်တဲ့ပရိသတ်များလည်းသိရှိရလို့ကျင်းနှစ်သက်လိမ့်မယ်လို့ထင်ပါတယ်ရှင်နောက်တစ်ပတ်ဒီမှာလည်းဘလို့အကြောင်းအရာတွေတင်ဆက်ပေးဦးမယ်ဆိုတာကိုစောင့်မျှော်ကြည့်ကြပါအောင်နော်